ီလေးတို့သားလေးတို့ရေအားလုံးမင်္ဂလာပါနော်သမီးလေးတို့သားလေးတို့ကိုအနာဂတ်ရဲ့ခြေဝင်လေးများ channel မှာချမ်းသာစီကြောင်းစွန့်မွန်ကောင်းတောင်းလေးရဲ့မင်္ဂလာနှုတ်ခွန်းဆက်သလိုက်ပါရနော်ဒီတပတ်စနေနေ့မှာတော့ဖြင့်သမီးလေးတို့သားလေးတို့ကိုဘယ်အကြောင်းလေးကိုသိစေမှာလဲဆိုတော့မငြိမ်းချမ်းတာဘာကြောင့်လဲဆိုတာနဲ့ပတ်သက်ပြီးတော့သိစေမှာဖြစ်တယ်ပေါ့နော်သမီးလေးတို့သားလေးတို့ရေဆရာလေးတို့ဟောဒီဘုံ31ဆိုတဲ့ဟောဒီလောကကြီးတစ်ခုလုံးမှာပေါ့နော်ဒီတတဝါရီရဲ့တန်တန်မှာအကောင်းဆုံးစိတ်တွေဆိုတာရှိတယ်တဲ့အဲ့ဒါဘာစိတ်တွေများဖြစ်မလဲအဲ့ဒီဘုံ31ထဲမှာတတဝါရီမှာအကောင်းဆုံးစိတ်တွေဆိုတာတဲ့မေတ္တာကရုဏာမုဒိတာဥပက္ခဆိုတဲ့ပြမစိုးတရားလေးပါပဲဖြစ်ပါတယ်တဲ့အကောင်းဆုံးဆိုတာကိုသိထားရပြီဆိုတော့အကောင်းဆုံးတရားတွေနဲ့နေထိုင်နိုင်အောင်ကြိုးစားသွားဖို့မသင့်ဘူးလားကြိုးစားကြရုံရှိတော့တာပေါ့သို့ပေမဲ့လည်းပဲလူတော်တော်များများပေါ့နော်တရဝါတော်တော်များများဟာအမြဲတမ်းအကျင့်ဖြစ်နေတဲ့တရားတွေစန့်ကျင်ဘက်တရားတွေပေါ့နော်ကောင်းတာနဲ့မကောင်းတာဆိုရင်မကောင်းတာနဲ့အမြဲတမ်းအကျင့်ဖြစ်နေတော့မကောင်းတဲ့စိတ်တွေကတော့ဖြစ်လိဖြစ်တာရှိတယ်ပေါ့ဒါဆိုရင်အကောင်းဆုံးဖြစ်တဲ့မေတ္တာကရုဏာမုဒိတာရဲ့ဥပေက္ခရဲ့စန့်ကျင်ဘက်ပေါ့နော်ဗြဟ္မစိုတရား၄ပါးရဲ့စန့်ကျင်ဘက်တရားပါလေတဲ့မေတ္တာရဲ့စန့်ကျင်ဘက်ဒီဒေါသတဲ့ဒါကြောင့်ဒေါသဖြစ်နေမေတ္တာမရှိဘူးမေတ္တာရှိတဲ့အချိန်ဒေါသမရှိဘူးပေါ့နောက်တစ်ခုကပါလေကရုဏာရဲ့စန့်ကျင်ဘက်ကပါလေဆိုမစ္စရိယာတဲ့ဝင်တူခြင်းမှာပဲတဲ့နောက်တစ်ခုကပါလေမုဒိတာရဲ့စန့်ကျင်ဘက်ဒီအိတ်တာမနာလိုခြင်းမှာပဲတဲ့နောက်တစ်ခုဥပေက္ခရဲ့စန့်ကျင်ဘက်ကပါလေတွေ့တာမှုတဲ့အဲ့တော့ဥပက္ခပြုရင်ပြုမပြုရင်တွေ့တာမှုနဲ့ပဲအလေးချင်းရှိတယ်တဲ့ဒါကြောင့်လည်းပဲပူပန်နေကြရတဲ့အချိန်တွေဆင်းရဲနေကြရတဲ့အချိန်တွေများနေတာဖြစ်ပါတယ်တဲ့တာလီတို့သမီးလေးတို့ရဲ့လူလောကမှာအပူနဲ့ကင်းသူဆိုတာမရှိသလောက်ပါပဲတူတူကိုအပူရှိနေကြတဲ့ပေါ့နော်ကလေးငယ်လဲကလေးငယ်ဘဝပေါ့အလတ်လဲအလတ်ဘဝအကြီးလဲအကြီးဘဝပေါ့နော်သူ့အရွယ်နဲ့သူရှိနေကြတယ်တဲ့တချို့လဲစီးပွားရေးရှာတဲ့အရွယ်ကြတော့လဲစီးပွားရေးကြောင့်ပူလောင်နေကြရတယ်တချို့ကြတော့လေလူမှုရေးတွေကြောင့်ပူလောင်နေကြရတယ်တချို့ကြတော့လေတာရေးသမီးရေးကိစ္စတွေကြောင့်ပူလောင်နေကြရတယ်တဲ့တချို့ကြတော့လေအိမ်အောင်ရေးတွေကြောင့်ပူလောင်နေကြရတယ်တချို့ကြတော့လေယောဂဗျာတွေကြောင့်ပူလောင်နေကြရတယ်တဲ့ဒါကြောင့်လောကကြီးတစ်ခုလုံးမှာနော်လူတွေအားလုံးတစ်မျိုးမဟုတ်တစ်မျိုးနဲ့ပူလောင်နေကြရတာတဘာဝတွေပါပဲဒီနေ့တော့အဲ့ဒီပူလောင်မှုတွေအများကြီးတည်းကနေပြီးတော့မှအခုလိုပြမစိုးတရား၄ပါးနဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့တရားတွေကိုလေ့လာကြရအောင်သားလေးတို့သမီးလေးတို့ရေအဲ့တော့၄ပါးလုံးမှာဒီနေ့သမီးလေးတို့သားလေးတို့ကိုသိစေမှာပါလေဆိုတော့ကရုဏာနဲ့မုဒိတာရဲ့ဆန့်ကျင်ဘက်တရားတွေကိုလေ့လာမှာဖြစ်တယ်ပေါ့နော်ကရုဏာရဲ့ဆန့်ကျင်ဘက်ဒီပါလေမစ္စရိယဝင်တူခြင်းမုဒိတာရဲ့ဆန့်ကျင်ဘက်ဒီပါလေအိတ်တာမနာလိုခြင်းတွေပဲဖြစ်တယ်ပေါ့အဲ့တော့နံပါတ်1အိတ်တာမစ္စရိယဆိုတဲ့နေရာမှာအိတ်တာအကြောင်းအရင်ကြည့်ရအောင်သားလေးတို့သမီးလေးတို့ရေမုဒိတာရဲ့စัจကျင်ဘက်တရားမနာလိုခြင်းပေါ့နော်။ဘာကြောင့်မနာလိုခြင်းနေဖြစ်ရတာလဲ။အဲ့ဒီအိတ်တာတရားဆိုချီအားကြီးတဲ့ပုဂ္ဂိုလ်ဒီတဲ့နော်။အဲ့ဒီအိတ်တာအားကြီးတဲ့ပုဂ္ဂိုလ်ကနံပါတ်1သူတော်ဘာတွေလက်လာပါရနေမချိုက်ဘူးတဲ့အဲ့ဒီပုဂ္ဂိုလ်က။နောက်နံပါတ်2ကသူတော်ဘာတွေပစ္စည်းဥစ္စာပေါ်များပြည့်စုံနေလို့ရှိရင် तू ကမကြိုက်ဘူးတဲ့။နံပါတ်3အလုပ်ကိစ္စတွေအောင်မြင်နေတယ်ဆိုရင်လည်း तू မကြိုက်ဘူးတဲ့နံပါတ်4သူတော်ဘာတွေအချွေရင်အပေါင်းအသင်းတွေများနေပြီဆိုလည်း तू ကမကြိုက်ဘူးတဲ့နံပါတ်5အဲ့ဒီသူကရုပ်ရည်အစင်းတွေလှပနေမယ်ပညာတွေတက်မယ်ယာရုဌာနတွေသူ့ထက်တာနေမယ်ဆိုရင် तू မကြိုက်ဘူးတဲ့နောက်ဆုံးကုံပြောရမယ်ဆိုရင်သမီးလေးတို့သားလေးတို့ရဲ့လူတယောက်ကျမ်းမာနေတယ်ဆိုရင်တော့ तू ကမကြိုက်ဘူးတဲ့အဲ့ဒါဘယ်လိုလူမျိုးလဲအိတ်တာအာကြီးတဲ့ပုံကိုတယောက်ရဲ့ဒလေးစရိုက်တီပေါ့နော်အဲ့ဒီလိုသူတစ်ပါးကောင်းစားနေတာကိုမမြင်ချင်ဘူးမကြားချင်ဘူးအဲ့ဒီလိုဖြစ်တဲ့ပုံကိုကနော်အဲ့ဒီပုံကိုရဲ့တဏ္ဍာမှာဒီအိတ်တာတရားကြီးကိန်းအောင်နေပြီဆိုရင်ဒါတော်တော်မဆိုးလားဆိုတာပေါ့နော်အဲ့တော့သူတစ်ပါးကိုမနာလိုတဲ့အတွက်ကြောင့်ကို့မှလည်းဘာမှလည်းရတာမဟုတ်ဘဲနဲ့တက်မဲ့အချောင်းအလဟတ်အကုသိုလ်တွေပွားနေရမဟုတ်ဘူးလားဒါလေးတို့သမီးလေးတို့ရေအဲ့တော့တိတ်အဖြစ်ကြီးလာတယ်ပေါ့နော်ဒါကြောင့်အဲ့ဒီလိုမနာလိုတဲ့အိတ်တာဖြစ်ုံနဲ့ပဲနော်မိမိမှာဘာဖြစ်လဲစီးရဲနေပြီသူတော်ဘာကိုသွားပြီးတော့ပြုတ်လောက်တာမပြုတ်လောက်တာထားဒီစိတ်ကြီးမိမိရဲ့တဏ္ဍာမှာဖြစ်နေပြီဆိုတော့ကွာစီးရဲလှပါတယ်အင်းအားရှိတဲ့သူဆိုရင်အဲ့ဒီလိုမနာလိုမှုအိတ်တာအားကြီးသူကတပားသူအားအကျိုးမဲ့အောင်ဘာလုပ်လဲကြံစီပြုတ်လုပ်တယ်တဲ့စိတ်နဲ့ပြင်မှားတာပေါ့နော်အဲ့ဒီလိုပြုတ်လုပ်မယ်ပြုတ်လုပ်ပြီးရင်ဘာလုပ်မလဲပြုတ်လုပ်မယ်အဲ့ဒီစိတ်ကြီးနဲ့ပဲပေါ့နော်အဲ့အိတ်တာစိတ်ကြီးနဲ့ပဲပြုတ်လုပ်မယ်ပြောဆိုမယ်ဆိုရင်တစ်ဖက်သားကမိမိရဲ့ရန်သူမဖြစ်သွားဘူးလားဖြစ်သွားတော့တာပေါ့ကိုယ်စိတ်ကမှမမှန်တဲ့ဥစ္စာတစ်ဖက်သားလည်းပြန်ပြီးတော့ဘလို့မှ
တုံ့ပြန်နိုင်စရာကမိမိအလိုရှိတဲ့ဟာဖြစ်မလာနိုင်ဘူးကိုပေးတာမှမကောင်းတာနော်ကိုရှိတာပဲကိုပေးတော့ကိုမှအိတ်တာပဲရှိတော့အိတ်တာပြီးတော့တစ်ဖက်ကလည်းဘလို့မှမိမိလိုချင်တဲ့တဘာဝပြန်မရနိုင်ဘူးပေါ့နော်ဒါကြောင့်အရန်တတိထားဖို့အရေးကြီးပါတယ်အဲ့ဒီရန်သူကအင်အားရှိသူဖြစ်နေပြီဆိုရင်တံပြန်ရန်ပြုတ်မှုတွေကိုလည်းမိမိကမခံစားရအောင်လားပြန်ခံစားရမှာပေါ့မှန်ကြည့်တယ်လို့ပေါ့နော်ကိုကနေပြီးတော့အစင်မပြေမှုတွေပြီးတော့တစ်ဖက်ကလည်းအစင်မပြေမှုတွေပဲပြန်လာတာပေါ့အဲ့တော့တပားသူကအဲ့ဒီလိုတံပြန်ရန်မပြုတ်နိုင်ပေမဲ့လို့အဲ့ဒီမနာလိုမှုအိတ်တာတရားစိုးကြီးကြောင့်ဘာဖြစ်တယ်လဲဆိုလို့ရှိရင်မိမိဒီဘဝမှာလည်းပဲပူလောင်တဲ့အကျိုးတွေကိုခံစားရပြီးတော့အဲ့ဒီစိတ်ကြီးကိုပယ်တတ်နိုင်အောင်မကြိုးစားသွားဘူးအဲ့ဒီအိတ်တာကြီးနဲ့ပဲတစ်ချိန်လုံးနေသွားမယ်ဆိုလို့ရှိရင်အဲ့ဒီအိတ်တာစိတ်ကိုမပယ်ရသေးလို့ဒီဘဝကံကုန်သွားမယ်ဆိုရင်နော်နောင်ဘဝတန္တရာမှာဘာဖြစ်မလဲအချွေရနေနေပြီးတော့ဆင်းရဲဒုက္ခတွေကိုခံစားတော့ရဖို့ကိုသိကြပါတယ်နောင်ဆိုတာကြာပါတယ်နော်ဒီဘဝမှာပဲလက်တွေမကြခင်ခံစားကြရမှာဖြစ်ပါတယ်သားလေးတို့သမီးလေးတို့ရေဒါကြောင့်အဲ့ဒီအိတ်တာဆိုတဲ့သဘာဝတရားကြီးအဖြစ်ကဘာလဲတဲ့သူတစ်ပါးရဲ့ကောင်းတဲ့ရင်တွေကိုအလိုမရှိတဲ့နော်အလိုမရှိတဲ့ပုဂ္ဂိုလ်ဟာသူတစ်ပါးကိုအကျိုးမဲ့အောင်ဖြစ်လို့တတ်တယ်မကောင်းတဲ့ရင်ကိုပဲကြံဖန်ပြီးတော့ပြောတတ်တယ်တဲ့အဲ့တော့အဲ့ဒီမနာလိုအိတ်တာကြီးတဲ့ပုံကိုယ်တွေဟာတဲ့တေဝါပြီးလို့ရှင်အခြားဘဝအတစ်တစ်ခုမှာငရဲကိုကြောက်ရောက်ပြီးတော့ငရဲစင်းကိုနှစ်ပေါင်းများစွာခံစားကြရတယ်တဲ့တခါအဲ့ငရဲကလူပြီးတော့ကုသိုလ်ကံကြောင့်လူဖြစ်လာပြန်တော့လဲပဲမနာလိုတဲ့အကုသိုလ်ကံအကျွမ်းနေချောင်းပေါ့နော်လုံးဝမစင်ကြယ်သေးတဲ့ခါကျတော့အချွေရနေမဲပြီးတော့ချင်းမွန်ပွဲဂုံတရင်မရှိတဲ့လူအညံ့စားတွေဖြစ်ရတယ်တဲ့အဲ့တော့အချွေရနေပါပြီးတော့တကောအာနာမရှိချင်းတွေကိုဖြစ်စေတယ်တဲ့အဲ့တော့မနာလိုမှုအိတ်တံမရှိဘဲနဲ့သူတော်ဘာတို့ရဲ့ကောင်းစားသူတော်ဘာတို့ရဲ့ချမ်းသာအဲ့ဓာတွေကိုကြည်ပြဝမ်းမြောက်နိုင်တဲ့သူကတော့ဘာဖြစ်တယ်လဲစိတ်ချမ်းသာကိုကျမ်းမာနဲ့နော်ရရှိလာတဲ့ချမ်းသာစည်းစိမ်တွေကမစုံမယုတ်ဖဲနဲ့ကြီးပွားမြဲကြီးပွားတိုးတက်နေကြပါတယ်တဲ့ချမ်းသာမြဲချမ်းသာနေကြပါတယ်ပေါ့နော်အဲ့တော့အဲ့ဒီလိုပုံကိုကြတော့သူတော်ဘာကြီးပွားချမ်းသာတာကိုမြင်ရကြိုက်ရသိရတဲ့အခါမှာစိတ်ချမ်းသာမှုကိုရနေတယ်အဲ့တော့သူတော်ဘာချမ်းသာမြဲချမ်းသာနေအောင်စွမ်းနိုင်သမျှအပိကူညီဆောင်ရွက်လေးရှိတယ်ဒါကြောင့်ကုသိုလ်ကံတွေစက္ခဖြစ်ပွားနေတော့တာပေါ့အဲ့ဒီကုသိုလ်ကံတွေကြောင့်မဲ့တည်တည်အချမ်းမဲ့မှာနတ်ပြည်လောကကိုကြောက်ရောက်နိုင်တယ်ပေါ့နော်နတ်ပြည်ချမ်းသာတွေကိုခံစားကြရမှာဖြစ်ပါတယ်တဲ့အဲ့တော့အဲ့ဒီအိတ်တာမရှိတဲ့ပုဂ္ဂိုလ်ကအဲ့ဒီလိုသူတစ်ပါးရဲ့အပေါ်မှာချမ်းသာအကျိုးစီးပွားကိုလိုလားတဲ့ပုဂ္ဂိုလ်ကနတ်ဘဝမှာဆုတည်ပြီးတော့လူဘဝရောက်လာပြန်တော့လည်းပဲအချွေရန်နေများပြီးတော့ဘုံတကူအာနာတွေကြီးတယ်တဲ့အဲ့တော့တန်းလေးတို့သမီးလေးတို့ရေဒီဆန့်ကျင်ဘက်တရားစုတွေဖြစ်တဲ့နော်မေတ္တာရဲ့ဆန့်ကျင်ဘက်ဒေါသကရုဏာရဲ့ဆန့်ကျင်ဘက်မစ္စရိယမုဒိတာရဲ့ဆန့်ကျင်ဘက်ပေါ့နော်အိတ်တာဆိုတဲ့ဆန့်ကျင်ဘက်တရားစုတွေကနေပြီးတော့ကာကွယ်ဆောင်ရှောက်ဖို့မလိုဘူးလားကာကွယ်ဆောင်ရှောက်ဖို့လိုပါတယ်ဒါကြောင့်မြတ်စွာဘုရားရှင်ကဘုံ31အတွင်းမှာနေမယ်ဆိုရင်ပြမစုတရား၄ပါးဖြစ်တဲ့မေတ္တာကရုဏာမုဒိတာဆိုတဲ့တရားတွေကိုပွားများနိုင်သမျှပွားများအောင်မိမိရဲ့စိတ်ရဲ့တဏ္ဍာမှာကိန်းနိုင်သမျှကိန်းအောင်ပေါ့နော်ကြိုးစားအထောက်ကြရမှာဖြစ်ပါတယ်ဒါကြောင့်တန်းလေးတို့သမီးလေးတို့ရေဒီအိတ်တာရဲ့နော်စန့်ကျင်ဘက်ဒီပါလေမုဒိတာအဲ့တော့မုဒိတာမရှိဘူးဆိုအိတ်တာရှိတယ်အိတ်တာဆိုတာတဘာဝမိမိစိတ်မှာကိန်းအောင်နေမိမိလည်းဆင်းရဲမယ်သူတော်ဘာကိုလည်းဆင်းရဲမယ်ပေါ့နော်အဲ့တော့အဲ့ဒီအိတ်တာရဲ့စန့်ကျင်ဘက်ဖြစ်တဲ့မုဒိတာတရားတွေကိုပွားများနိုင်သမျှပွားများလာအောင်ကြိုးစားကြပါလို့လို့ဆိုတိုက်တွန်းရင်းနဲ့ဒီတစ်ပတ်တော့တာလေးတို့သမီးလေးတို့ကိုဒီလောက်နဲ့ပဲသိခွင့်ပေးလိုက်ပါတယ်တာလေးတို့သမီးလေးတို့ကြိုးစားကြလိမ့်မယ်လို့ယုံကြည်ပါတယ်နော်အဲ့တော့တာလေးတို့သမီးလေးတို့ရေတရှိချမ်းမှာစိတ်ချမ်းသာလူရဆန္ဒအဝဝတွေပြေဝအောင်မြင်ကြပါစေခေအခုလိုပြီးဆုံးအောင်စိတ်ဝင်စားနားထောင်ပေးခဲ့ကြတဲ့သမီးလေးတို့တာလေးတို့ရေဒီနေ့တော့ဒီလောက်နဲ့ပဲရှင်းနှပ်ပေးပါနော်နောက်နေ့တွေမှာလည်းပဲသမီးလေးတို့သားလေးတို့အတွက်ကိုဆက်လက်ပြီးတော့ဖော်ပြပေးနေအောင်မှာဖြစ်တဲ့အတွက်ကြောင့် subscribe လေးတွေလုပ်ပေးထားခြင်းအပြင်ဆက်လက်ပြီးတော့နားထောင်ပေးကြပါအောင်နော်လိုအပ်တာတွေသိချင်တာတွေမေးချင်တာတွေရှိရင်လည်းပဲ comment မှာရေးပြီးတော့မေးလို့ရပါတယ်နော်နောက်ထပ်လည်းအခြားသောချစ်ခင်ရတဲ့သူတွေကိုဆက်လက်ပြီးတော့ share ပေးခြင်းအပြင်သမီးလေးတို့သားလေးတို့ကုသိုလ်တွေပွားများပေးပါအောင်နော်ကဲသမီးလေးတို့သားလေးတို့နဲ့အတူမိသားစုတွေအားလုံးချမ်းသာအပေါင်းနဲ့ပြည့်စုံကြပါစေ။